စွန်ကျော်ဝအောင်စားမနဲ့တားအိတ်တောင်မလား တခုမှမစားရဘူးပေါ့ပြောလိုက်အောင် အဲ့ဘာလဲပတ်စံမရှိဘာလို့လာတာ ထင်းဦးစီကွာမိုက်တယ်မွေးနေပဲ လေးတောင်အဲ့လိုပြောတယ် ဟိုး အဲ့ချင်းငါတို့မတော်လို့ရှင်ဘယ်ချိန်ဖြစ်များဟိုစားအငယ်လေးတော့ထိုင်နေတယ်ဒီ ဟင်ထားလို့မမြင်တာပတ်စံရှင်းတယ်မှမရှိတာ အေးမရှင်းချင်ဖြစ်ဘာလို့အဆိုင်သွားထိုင်လဲလို့ဒီခဏလည်းမတွေ့နင်းလည်းလာမကြိုခိုင်းပါဘူးတဲ့သူကသူအိမ်ရောက်နေတာကလေးလိုက်ရှာနေဟော ဘာလို့တထိုင်လဲလို့နင်းရ ဒီကဘာမှဘူးမတိဘာမတိလိုက်သွားတယ်ကွာဒီကောင်တွေကတော့ဘာသိမလို့ရုပ်တည်နေမင်းတို့ဖေမှတ်ထားဦးမဲပစံရှိလား ဘာဖြစ်လဲနေပြောတာ ရှိတယ် အမကဘာကျူး ခဏထားလိုက် အလောက်မကောင်း 哦，你别抓的，不要你按照韭菜烤的，把韭菜端俺老么搞呢？ ဘူးမှကျိုးစမ်းမခေါ်ဘူးလေ 一般路你这个老椒搞过来喽。 ဘာလို့ထိုင်လဲဆိုတာသိချင်တယ်မဟုတ်ဘူးဘာလို့ထိုင်လဲဆိုတာသိချင်တယ် ငါလာခဲ့ပါဆိုတော့နေမလာ သိချင်တယ် အခုကျငါမခေါ်တော့လာတယ်နင်းနဲ့တကယ် လာပြီးတော့ထိုင်နေတယ်အဲ့ဒါတော့မှ န တော့ င်းတော့ခလေးကိုလက် အ ခေါ် ပေါ်မှာထိုင်ပြော ထမလာဘူး ကားတော့ ဒါမှဆိုင်ကစီလမ်းရှိလို့ ပြန်ကွေးတော့မလို့ပြန်ကွေးတော့မလို့ ဟုတ်တယ်အဲ့ဒါပြန်ကွေးမမြို့ထဲတော့မကလောကျုပ်ကတော့ငါမေးပြီးမရှိသူတို့ပြန်มาပဲလေလို့ဆိုပြီးတော့ ထင်တော့မထင်ဘူးနော် မထင်ဘူးကားကြည့်လိုက်ပါဟိုမှာတစည်းရှိတယ်ဆိုအိမ်ကကားလားဆိုဟုတ်တယ်တဲ့အဲ့က ဒီရမထင်တော့ဦးတဲ့အော်ငါလည်းမရှိသူတို့ထား ဘာလို့ထိုင်လဲဘာလို့ဖုန်းနံပါတ်တွေအလွန်မရလဲပြောကြည့်မေး နင်းကသူ့ပြောခလေးလက်ခေါ်ခလေးကပပနဲ့မေးနေလို့ပြင်းလို့ဆိုတော့ခလေးလက်ခေါ်ဆိုပေါ်မလာဘူးပပကအဲ့ဒါဒီကောက်ချင်တော့ဒီပေါ်မှာအိပ်ပြောရတယ်အိပ်ပြောပါဗျာ လာခေါ်တော့ဟိုမှာပြောနေဆို မမပြောတယ် तू လက်ခေါ်တဲ့ချိန် မလိုက်ချင်ဘူးနော်မလိုက်ချင်ဘူး သူ့ဖေကိုမတွေ့လို့ ချက်ချင်းမလိုက်ချင်ဘူးမနေ့ဒါမဲ့တားတော့ခေါ်ရမှာခက်ဘူး ပြီးတော့တီချီပြီးစက်တုံခွာနေအိပ်ပြောတော့အဲ့ဒါနဲ့ပဲချက်ဖာလေးခင်းပြီးတော့ မင်းမလို့ကွာမရှက်ဘူးဒီကောင်တော့မရှက်တော့တက်ဘူးလေ သူများအဲ့အောင်မှာတက်အိတ်နဲ့တိတ်နဲ့သေးပေါင်း မင်းရှက်တာမစားရဘူး ဆိုင်ရ လား လူတွေတွေ့လာ ဟမ် နေလာခေါ်တော့ အကြံပဒမခေါ်ပါဘူးရတဲ့သွားဝေးခေါ်လာတာပါရှက်လိုက်တာရှက်လိုက် အ တာ မ ရှက်လို ပြော က်တာ ဘာလဲတဲ့အော်မဟုတ်ဘူးလို့မအိမ်ကကားတွေ့တယ်လို့ ပတ်စံမပါတာကိုထိုင်နေနော် လိုက်ရှာဟိုမလေးထိုင်တောက်နေတယ်တဲ့အော်သူခလေးကိုမှတ်မိလို့ဖြစ်မှာဒီကြည့်ရတာအမ ကိုလေးအလုပ်ပါလိုက်អော်ဆဲတာမခတ်တာသေးရဲ့လို့နော် ဒီမှာ ကျွန်တော်ပြောတယ်နော်အသွားကြတဲ့က ဆိုလဲ cross is မှာမို့လို့အငယ်လေးလုံးငါ့ အပေါက်ဝမှာကျွန်တော်ပြောရ ဒီ နော် ရှင်းလိုက်တော့အော်လူကပတ်စံပါလားမသိမပါလားမသိ ပတ်စံကြောင်းတော့မဟုတ်ပါဘူး ပြီးတခါအပေါ်ထက်အောက်ထက်နေပြီးမန်နေဂျာမမလည်းတောင်းကျန်တော်တဲ့အဘောစီအပြင်ထွက်နေတယ် 9000လောက်ဆိုရင်တော့ဖုံးကပါနောက်ကထုတ်ပေးမလို့9000ကြီးတယ် ကိုလည်းထမင်းစားခါ ဒါပေမဲ့ တော့ပဲတောင်း ဈေးက2000များတယ် နဲ့ကလေးကနဲ့ရှိလို့တွေးတောင်းနေလို့ဆိုအဲ့လိုလို့မရဘူးလေ ဖះเจ้าကြတော့မတက်ဘူးအော်ဖះเจ้าမတက်တော့အိမ်မှာဟိုစတခုများဖြစ်နေပြီလားဆိုအမေကိုဖုန်းဆက်တာပေါ့သူခလေးတော့လည်းမခွန်နိုင်ဘူးဆိုတော့အော်တခုခုများဘိုက်ပဲအောက်ပြန်အောက်နေပြီလားဟိုဟာပဲဖြစ်နေပြီလားမဆိုနေရလေခလေးခေါ်ငါခေါ်တဲ့ချိန်ကြောင်မလားငါမခေါ်တော့ကျတော့နည်းလာချင်တယ်ဗလား ဒီဆိုဇမ်ဘန်ကောင်စားပြီးတော့ နဲလာချင်တာမဟုတ်ဘူး သူ့အစ်စ်တွေမေးလိုက်ဘာလဲဆိုအကုန်သိ ပြေဆို ဘယ်နှကောင်စားလဲ ပြောလဲ ဘယ်စုံဘယ်နှကောင်စားလဲ ဘာမဟုတ်လဲပပလိုက်ဝယ်ပေးလားမဝယ်ပေးလား 你看我个表了，我弟把这木路表呢。 ဘာစားရလဲပြော 来这里，把这里，我刚才看那龙路表了。 အဲ့ဒီတခါလဲသူ့မေကြိုပြီးပြန်မှုလေ အဲ့ဒီပြန်လေမေး သူ့ လိုက် မေ လေ မတွေ့လို့ခဏဆောင်တာလေ 哎呦， အဲ့ဒါဆိုင်မှာထိုင်စားရ မ တာ မေးကြည့်လားပြည့်စုံကမင်းပိုက်ကိုထိုးလိုက်လို့မတက်တော့ငါဦးမဲသွားတော့မင်းကိုမေးခိုင်းတယ်လေငါ မဟုတ်ပါဘူး မင်းကိုမေးခိုင်းတယ်လေ ပတ်စံကုန်တာနဲ့ မမေးဘူးလား ပတ်စံကုန်တော့မဟုတ်ဘူးလေငယ်လေးတကယ်လို့ငါပတ်စံမပါဘယ်လိုလုပ်မှာလဲငါဆက်စရာကြီးလေငါအဲ့ဒီမှာအလုပ်လုပ်တာလေ 俺那旁边没路表我ကွာပါတော့လေစားထားပြီး အမေကဘယ်လိုလဲဆိုအကြောင်းမေးကကြရင်ဖုံးမဲပြလိုက်မယ် ရပြီ သူသိချင်ပါသလို့ ဆက်စရာကြီး ဩမြန်လာတယ်သတင်းထောက်လာတယ်လားမောင်မဲနေတာပဲ နားလဲငါနောက် နီးမှမရှိတာ तू သွားရဲလို့လား အဲ့ဆိုငါလည်းအဲ့လိုပဲ အော်အဲ့ဒါဒါမီကနာဖြုတ်ပဲ ထိုင်ဆောင်နေပတ်စံမ ဦးနေလင်းဟောဩပါနေလင်းအောင် ငါတို့ညလည်းရှောက်တောင်းမလေးလား ခွေးမဲဆိုတာနန်နေပြီးခေါ်တဲ့နာမည် သူ့မိမသွားကြ အခု ည့် က တာ ဒီဝင် ဟုတ်ပါ ဆ ပါ တာ အမေတူအမေကြားရင်အံ့ဩသားမယ် ဒီရှင်းသားနာထောင်တော့ ပြပြလိုက်အောင် အမ်ဘလက ဟုတ်တယ်